ဖီလာဒဲလ်ဖီးယားရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အကာလညတစ်ခုမှာတော့ Monkey Prince ဟာပါရာဒီမွန်နဲ့တိုက်ခိုက်နေခဲ့ပါတယ်။ Monkey Prince ကပါရာဒီမွန်အသွင်ပြောင်းပြီးတော့ပါရာဒီမွန်အတိုက်ထဲမှာဝင်ရောနေပေမဲ့သူရဲ့မြောက်အမေကြောင့်ပါရာဒီမွန်တွေကရဲမိသွားခဲ့တာဖြစ်ပါတယ်။ Monkey Prince ဟာတိုက်ခိုက်နေရင်းနဲ့ငါအသွင်ပြောင်းထားတာတောင်မင်းတို့ကရဲမိကြတယ်။မင်းတို့ကညံကြီးရှင်နေပဲလို့ပြောနေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲမင်းတို့ရဲ့အတိုက်ကိုဖျက်ဆီးပြရတဲ့အတွက်စိတ်မကောင်းပါဘူးကွာလို့ပြောရင်းနဲ့သူ့ရဲ့လက်ဆွဲတော်တုပ်ကိုအစမပြတ်ဝေယမ်းနေခဲ့ပါတယ်။ဒီချိန်သူ့ရဲ့ဆရာဖြစ်သူပစ္စည်းရှိဖူရောက်လာခဲ့ပြီးမင်းရဲ့အမိကပြဿနာပဲမြောက်ကလေးရေလို့လှမ်းပြောလိုက်ပါတယ်။ Monkey Prince ကတိုက်ခိုက်နေရင်းနဲ့ဟုတ်ပါပြီဆရာပစ္စည်းရဲ့အဲ့ဒါကိုပြင်နိုင်ဖို့ကျွန်တော်ကြိုးစားနေပါတယ်ဒါနဲ့ဆရာကဒီအပေါ်မှာအသက်ရှိမှန်းဘလို့သိရလဲလို့မိကွန်းထုတ်လိုက်ပါတယ်။ပစ္စည်းကချက်ချင်းမဖြေသေးပဲနဲ့ပါရာဒီမွန်ကိုတိုက်ခိုက်ပြီးတဲ့အခါကျမှမင်းအဖေနဲ့ငါကဒီကောင်တွေကို Heavenly Realm မှာတော့ရင်ဆိုင်ပူကြရတယ်လေလို့အစားချီရင်းနဲ့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကအဖြစ်အပျက်တွေကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။ ပစ္စည်းရဲ့စကားကြောင့် Monkey Prince ကဒီမြောက်တဲ့ဘုရားကကျွန်တော်အဖေမဟုတ်ဘူးဆိုတာဘယ်နှခါပြောရမလဲလို့အလိုမကျစွာနဲ့ထွန်းတက်လိုက်ပါတယ်။ပစ္စည်းက Monkey Prince ရဲ့စကားကိုဘာမှမတုံ့ပြန်ခဲ့ပဲနဲ့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကအဖြစ်အပျက်တစ်ခုကိုပြန်ပြောပြခဲ့ပါတယ်။ဓာတ်ဆိုင်ဦးဆောင်တဲ့သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ Heavenly Ring ကိုကြီးကြော်တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပြီးတရုတ်နတ်ဘုရားတွေဟာ Heavenly Ring ကိုကာကွယ်ခဲ့ကြပါတယ်။ Flaming Mountain ရဲ့အရှင်သခင်ဖြစ်သူ Kimbu Demon သူရဲ့ကျင်ရတော်ဖြစ်တဲ့ Iron Fan Princess နဲ့နောက်တစ်ချိန်မှာ King Fire ဘူးဖြစ်လာမဲ့ Red Boy တို့ဟာဓာတ်ဆိုင်တို့ကိုခုခံကာကွယ်ခဲ့ကြပါတယ်။ဒီလိုကာကွယ်ကြရင်လည်း Red Boy ဟာ Big Brother ရဲ့လက်ချက်နဲ့အလူးလဲခံနေရချိန်မှာ Flower Fruit Mountain ရဲ့အရှင်သခင်ဖြစ်သူ Monkey King ရောက်လာခဲ့ပါတယ်။ Big Brother လက်ထဲကနေ Red Boy ကိုကယ်ပြီးဘလို့ဖြစ်တာလဲကောင်းလေရေမင်းကငါ့ကိုတောင်ရှင်တိုက်ဖူးတဲ့ကောင်ပဲဒါတောင်ဒီပိုးကောင်နေနှိတ်ကွက်တာကိုခံနေရတဲ့လားဆိုပြီးတော့အားမလို့အားမရပြောလိုက်ပါတယ်။ခမ ्या ကိုကျေးဇူးတင်စကားပြောရတာကနောင်တရစရာပဲဒါပေမဲ့ကျေးဇူးတင်ပါတယ်လို့ Red Boy က Monkey King ရဲ့ကယ်တင်မှုကိုအတိအမှန်ပြုလိုက်ပါတယ်။ Heavenly Ring ကိုလာကူညီတဲ့အထဲမှာတော့ Monkey King တယောက်တည်းမဟုတ်ပါဘူး။သူရဲ့နောက်မှာပစ္စည်းလေးကပ်ပါလာခဲ့ပြီးပစ္စည်းလေးပါတယ်နော်ပစ္စည်းကိုလည်းမမေးကြနဲ့အောင်လို့လမ်းသတိပေးနေခဲ့ပါတယ်။ပစ္စည်းကဘစ်ပါတာနဲ့ရင်ဆိုင်တိုက်ခိုက်နေခဲ့ပြီးဟေးအချော်လေးမင်းလေးရဲ့ယာတီခွင်ကအပါများလဲဝက်နှစ်များလားလို့ချလက်ချပုံလဲကြောင်နေခဲ့ပါတယ်။ပစ္စည်းရဲ့စကားကြောင့်ဘစ်ပါတာဒေါသနဲ့ထင်ရောက်သွားခဲ့ပြီးတကြိမ်အရှိုးမခံရခင်မှာပါဇက်ကိုပိတ်ထားစမ်းလို့အော်ဟစ်ချိန်မောင်းနေခဲ့ပါတယ်။တစ်ဖက်မှာတော့ Monkey King နဲ့ Kimbu Demon တို့ဟာပါရာဒီမွန်ကိုအသေးချေတိုက်ခိုက်နေခဲ့ကြပါတယ်။တိုက်ခိုက်နေရင်လည်း Monkey King ကမင်းသားကိုကယ်ပေးခဲ့လို့ကျေးဇူးတင်ကြမလို့ဘူးနော်။ငါတို့ကသွေးတောက်ညီနောင်နေပဲဒီလောက်တော့လှုပ်ပေးရမှာပေါ့လို့ရှင်နောင်ပြောနေခဲ့ပါတယ်။ Monkey King ရဲ့စကားကိုကြားတဲ့အခါမှာတော့ Kimbu Demon ရဲ့ဒေါသတွေဟာရမ်းပုံမိကြသလိုဖြစ်သွားခဲ့ပြီးသွေးတောက်ညီနောင်နဲ့လားဗုဒ္ဓစစ်တီရဲ့ကွန်ချာထဲမှာဖမ်းခံရအောင်ကြောက်တုံတဲ့ကောင်ကသွေးတောက်ညီနောင်နဲ့လားလို့ဒေါသတကြီးပြန်တုံပြန်ပါတယ်။အဲ့ဒါတွေကရာစုနှစ်များစွာကြာပြီလေတငယ်ချင်းရဲ့လို့ Monkey King ကလေကြိုသွေးနေပေမဲ့ရာစုနှစ်တွေအများကြီးကြာပေမဲ့ငါအတွက်တော့မနေ့တနေ့ကလိုပဲပြီးတော့မင်းကငါရဲ့တငယ်ချင်းမဟုတ်ဘူးလို့ခက်ပြပြပြန်တုံပြန်ပါတယ်။ဒီလိုနဲ့သူတို့တွေတိုက်ခိုက်ကြရင်လည်းအချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ဒီပိုးကောင်တွေကမကုံနိုင်တော့ဘူးလားလို့ Monkey King ကညီငွေလာဟန်နဲ့ညီးတွားလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲကြောက်စိမ်းဧကရဲ့သူတော်မောင်ဖြစ်သူအားလင်းဘက်ကိုလှည့်ပြီးတော့ငါရဲ့အာယုန်ထဲမှာတစ်ခုခုလာနေတာကိုခံစားမိနေတယ်။မင်းရဲ့တတိယမျက်လုံးနဲ့ကြည့်ပေးပါလားလို့လှမ်းပြောလိုက်ပါတယ်။အားလင်းကသူ့ရဲ့တတိယမျက်လုံးနဲ့ကြည့်ပြီးတဲ့နောက်မှာတော့မင်းပြောတာမှန်တယ်။တစုံတစ်ခုက Time and Space ကိုဖျက်ပြီးတော့လာနေပြီလို့ပြန်ပြောပါတယ်။ Time and Space ကိုဖျက်ပြီးလာနေတဲ့သူကတခြားမဟုတ်ပါဘူး။ပိုးကလေးရဲ့အရှင်သခင်ဖြစ်သူ Dead Side ပဲဖြစ်ပါတယ်။ Dead Side ကအချိန်တွေကိုတစ်ချက်ကြည့်လိုက်ပြီးတော့နားထောင်ကြတော့ငါကပိုးကလေးရဲ့အရှင်သခင် Dead Side ပဲမင်းတို့ရဲ့အသုံးမကျမှုတွေကနေကယ်တင်ဖို့ငါရောက်လာပြီလို့ကြုံဝါလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲအင်အားမမျှဘူးဆိုတာကထင်ရှားနေပြီဒီတော့အသက်ချမ်းသာခြင်းလက်နဲ့ချကြစမ်းလို့ရာဇဒန်ထပ်ပေးပါတော့တယ်။အနဖျားတွေကဒီမိုနီကောကဓာတ်ဆိုင်ရဲ့ဆန္ဒအတိုင်းလက်နဲ့ချဖို့စိတ်ကူးမရှိခဲ့ကြပဲအသေးကြီးပြန်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ဓာတ်ဆိုင်ရဲ့ခွန်အားကိုတော့ရှင်မတိုက်နိုင်ခဲ့ကြပါဘူး။ဒီချိန် Monkey King နဲ့ပစ္စည်းတို့ကပါရာဒီမိုနီရဲ့အတိုက်ကိုရှာတွေးခဲ့ကြပြီးအပြီးတိုင်းဖျက်ဆီးပစ်ခဲ့ကြပါတယ်။အဲဒီနောက် Monkey King ကဓာတ်ဆိုင်ကိုမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်ကြီးရေငါနာမည်က Monkey King ပဲမင်းငါနာမည်ကိုတော့ကြားဘူးကောင်းကြားဘူးမှာပါလို့စကားဆလိုက်ပါတယ်။ဓာတ်ဆိုင်ကခက်ပြစ်ပဲမကြားဘူးလို့ပြန်ဖြေတဲ့အခါမှာတော့ Monkey King နဲ့နှစ်ထင်ထိသွားခဲ့ပါတယ်။ဒါကြောင့်မသိရင်လည်းသိအောင်လုပ်ပေးရမှာပေါ့ဆိုရဲဟန်နဲ့ Monkey King ကသူ့ရဲ့အမွှေးမြင့်တချို့ကိုဆွဲနှုတ်လိုက်ပြီးကလုံးတွေအများကြီးပွားပြလိုက်ပါတယ်။ Monkey King ရဲ့ကိုပွားပေါင်းများစွာက Legend Parademon တစုကိုမျိုးဖြုတ်ပြီးတဲ့နောက်မှာတော့ Monkey King ကကဲအခုအင်အားမမျှတာကမင်းပဲလို့ခုံရင်ဝင်ကြွားစွာနဲ့ကြုံဝါလိုက်ပါတယ်။ဓာတ်ဆိုင်ကသူ့ရဲ့အရှုံးကိုလက်ခံလိုက်ပြီးတော့ဒီတစ်ခါတိုက်ပွဲမှာတော့မင်းနိုင်ပါတယ်။ဒါပေမဲ့တနေ့တော့ငါတို့တွေပြန်တွေ့အောင်ပါပါ။ပြီးတော့မင်းကငါ့အတွက်အသုံးဝင်လာမှာပါလို့ပြောနေခဲ့ပါတယ်။ဒါပေါ့မင်းရဲ့ခေါင်းကိုရိုက်ခွဲမဲ့တုပ်လိုမျိုးအသုံးဝင်မှာပါလို့ခနဲ့တက်ပြန်ပြောနေတော့မှပဲဓာတ်ဆိုင်ကမင်းရဲ့မဟာမိတ်တွေကတော့ငါ့အတွက်အမိုက်တွေပဲလို့ပြောရင်းနဲ့အိုမီဂါဘင်းနဲ့ပြစ်လိုက်ပါတယ်။
Omega Pink က Monkey King ကိုမထိပေမဲ့ King Fu Demon နဲ့ကျင်ရတော့ Iron Fan Princess တို့ကိုထိမှန်ခဲ့ပြီးတေဆုံးသွားခဲ့ကြပါတယ်။ Deathside ကတော့ Heavenly Rain ကနေထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်အရှိကဗီဒီယိုထဲမှာပြောပြခဲ့သလိုမျိုး Monkey King ကဒဏ်ရာရခဲ့တာမျိုးမရှိပေမဲ့ဘာကြောင့် Phantom Zone ထဲကိုရောက်သွားခဲ့ရလဲဆိုတာကိုတော့ comments ထဲမှာဖော်ပြခဲ့ခြင်းမရှိပါဘူး။ကျွန်တော်ထင်တော့သူ့ရဲ့သတိလက်လွတ်မှုကြောင့်သူ့ရဲ့မိတ်ဆွေတွေတေဆုံးခဲ့ရတဲ့အပေါ်အပြစ်ရှိရဲလို့ခံစားရလို့ Phantom Zone ထဲမှာအပြစ်ကိုသုံးသပ်နေတယ်လို့ပဲထင်မိပါတယ်။ Okay ဒါကတော့ Monkey Prince issue ရဲ့ issue 1မစခင် intro ဖြစ်တဲ့ issue 0လေးကိုတင်ဆက်ပေးခဲ့တာပါ။နောက်နေ့တွေကစလို့ Monkey Prince issue 1ကနေစလို့ issue 2အထိတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာ။ issue 1မှာပြန်တွေ့ကြပါမယ်။